ဒီဘောလုံးနီးပြဟာစစ်တုံးပန်းစခန်းကနာဇီစစ်သားတယောက်ရဲ့ကိုဖန်ဆွမ်းကိုမြင်ပြီးအံ့ဩသွားခဲ့ပါတယ်။ဘလောက်ခက်ခဲတဲ့ကံချက်မျိုးကိုမဆိုသူဟာဒါလေးပဲကာကွယ်ပြနိုင်ခဲ့လို့ပါ။ဒါကြောင့်နောက်တစ်နေ့မှာနီးပြကသူ့ကိုအတင်းနဲ့ခေါ်လိုက်ပေမဲ့နာဇီစစ်သားဟောင်းဖြစ်နေတာကြောင့်အတင်းဖော်တွေကတော့အကြီးအကျယ်ကန့်ကွက်ခဲ့ကြပါတယ်။ဒါပေမဲ့နီးပြကတော့သူ့ဆုံးဖြတ်ချက်ကိုမပြောင်းလဲခဲ့ပါဘူး။ဘတ်ဟာကွင်းထဲစဝင်လာချိန်မှာတုံလုံးနေပေမဲ့ဘောလုံးရောက်လာတာနဲ့ချက်ချင်းဖြက်လက်စွာကာကွယ်နိုင်ခဲ့ပါတယ်။သူဟာမဖောက်ထွင်းနိုင်တဲ့တိုင်းကြီးလိုဂိုးမပေးရအောင်စွမ်းဆောင်နိုင်ုံမကဘောလုံးဖြတ်ဝေပုံမှာလည်းအင်မတန်အမြင်ဆူရှသူပါ။ဘောလုံးရတာနဲ့တိုက်စစ်မှုတွေစီချက်ချင်းပို့ပေးနိုင်ပြီးကောင်တာတိုက်စစ်ဖန်တီးပေးပါတယ်။သူ့ရဲ့ပွဲဥထွက်မှာတင်ဂိုးဖန်တီးမှု3ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးအတင်းကို3ဂိုးပြတ်နဲ့အနိုင်ရအောင်ကူညီပေးခဲ့ပါတယ်။ဒီလိုခြေစွမ်းတွေကြောင့်ဘတ်ဟာမန်စီးတီးအသင်းစီရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့သတင်းစာရှင်းလင်းပွဲမှာတော့သူဟာနာဇီစစ်သားဟောင်းဖြစ်ကြောင်းဖော်ထုတ်ခံလိုက်ရပြီးလူထုရဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါတောင်နီးပြကတော့သူ့ကိုလက်မလွတ်ခဲ့ပါဘူး။ဘတ်ဟာလှောင်ပြောင်မှုတွေကိုကြက်ကြက်ခံပြီးအကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့အရေးချင်းကြောင့်ပဲပရိသတ်တွေရဲ့လေးစားမှုကိုပြန်လည်ရရှိလာခဲ့ပါတယ်။1956ခုနှစ် FA ဖလားဘိုးလူပွဲမှာတော့ဘတ်ဟာအစွမ်းကုန်ဖန်ထုတ်ကာကွယ်ပြီးအသင်းအတွက်ဂိုးဖန်တီးမှုလည်းတစ်ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ပရိသတ်6000ကျော်ကလည်းထရော့မန်ဆိုတဲ့သူ့နာမည်ကိုတခဲနဲ့ဟစ်ကြွေးအားပေးခဲ့ကြပါတယ်။ဒါပေမဲ့တံပြန်တိုက်စစ်တစ်ခုမှာတော့ဘတ်ဟာဘောလုံးကိုကာကွယ်ရင်းခေါင်းကိုပြင်းထန်စွာကန်ခံလိုက်ရပါတယ်။သူလဲကျသွားပေမဲ့အံ့ဩစရာကောင်းလောက်အောင်ပြန်ထလာပြီးပွဲပြီးဆုံးတဲ့အထိတတိရှိရှိဆက်ကစားခဲ့ပါတယ်။နောက်ဆုံးမှာတော့မန်စီးတီးဟာဘာမင်ဂန်ကိုအနိုင်ရပြီးဖလားဆုခုနိုင်ခဲ့ပါတယ်။ပွဲအပြီးမှာတော့ဘတ်ဟာမောဟိုက်ပြီးတတိလစ်လဲကျသွားခဲ့ပါတယ်။စစ်ချက်အရလဲပဲအစ်စ်လွဲသွားတာတောင်တတိရှိရှိဆက်ကစားခဲ့တဲ့ဘတ်ဟာနောက်ဆုံးမှာတော့ပရိသတ်တွေရဲ့လေးစားမှုကိုအပြည့်အဝရရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲနာဇီစစ်သားဟောင်းတယောက်ဟာမန်စီးတီးအသင်းရဲ့မမေ့နိုင်စရာကဏ္ဍဝင်တဦးအဖြစ်တမိုင်းတွင်ကျန်ရစ်ခဲ့ပါတော့တယ်။